မင်္ဂလာပါရှင်ကျမနေကြီးနေကဲကမနေကြီးပါရှင်ခြေဆွဲလေးတွေငုံနေရင်ခြေဆွဲလေးတွေကြီးညက်လို့မရပါဘူးနော်ဒီလိုခြေဆွဲထက်တဲ့လမ်းကြောင်းမှာပိတ်နေတဲ့အတ္တမာလေးတွေကိုနီးလန်းတကြလေးနဲ့ဖယ်တတ်ဖို့လိုပါတယ်ဒီတက်ဆက်လေးတွေကိုဖယ်ပြီးတော့မှအသာလင်းထွက်တဲ့လမ်းကြောင်းလေးတွေကပတ်မှာပါရှင်ဒါခြေဆွဲငုတ်တယ်ခြေသေးနာတယ်ဆိုပြီးခြေသေးတွေကြီးချောင်းညက်ပြနေနော်ခြေသေးထွက်တဲ့လမ်းကြောင်းလေးတွေမှန်ဖို့အတွက်ဆိုရင်ကျမတို့နေကြီးနေကဲကိုလာကဲကိုဖိတ်ခေါ်ပါတယ်ရှင်ကျမတို့ဆိုင်လေးကတော့လေဘုကင်လေးနဲ့ပဲလက်ခံတာမို့လို့ဘုကင်လေးယူပြီးမှပဲလာလို့ရပါမယ်ရှင်ဘိုင်ဘာလေးကနေဈေးနှုန်းစုံစမ်းလို့ရပါတယ်နော်ဈေးနှုန်းလေးအဆင်ပြေမှဒီရက်နဲ့အချိန်လေးတွေညှိပြီးတော့ဘုကင်ကြိုယူရတာပါရှင်လူကြီးမင်းတို့လာရသွားရတာကိုအရန်ကိုလွယ်ကူတက်တာစေအောင်စီစဉ်ပေးထားပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်